ကျွန်တော်ဟောပြောမဲ့အထက်မှာမပါပါဘူးကျွန်တော်ပြောချင်ပါတယ်မြန်မာလူမျိုးများတရုတ်ဆက်နဲ့နည်းနည်းတူပါကျွန်တော်ဒီယိုမလာခင်ပဲကျွန်တော်အိမ်မှာကက်ဆက်ပြတ်တဲ့အတွက်ကျွန်တော်ကက်ဆက်တစ်လုံးသွားဝယ်ပါတယ်ကျွန်တော်မှငွေကြီးအများကြီးမတက်နိုင်ပါဘူးမတက်နိုင်တဲ့အတွက်ကျွန်တော်အဲ့ဆက်တွေသွားကြည့်ပါဂျပန်ဆက်2000ဆိုတာလက်၄လုံးလောက်ပဲရှိပါသူတိလေးပဲဒါပေမဲ့သူကရေးရှိခံပါတယ်အတန်ဖွင့်လို့ရှင်လေဒီအတိုင်းထွက်ပါတယ်ဒါပေမဲ့သူ့ရဲ့အာမခံရတဲ့ဟာတစ်ခုကတော့ဒါရေးရှိခံတယ်လို့သူအာမခံရပါတယ်ဒါပေမဲ့ငွေပေးရတာချင်းတူရင်ကျွန်တော်လိုအကြွားတန်တဲ့ကောင်ကတရုတ်ဆက်ပဲရွေးပါ2000ပဲပေးရတယ်ခါလောက်ရှိတယ်ဆက်ကအကြီးပါဖွင့်လိုက်တော့ဒုံဒုံတိုင်းနဲ့ဟိုလိုပဲအတန်ထွက်တယ်ဟိုထထောင်ကျဲသေးတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်စဉ်းစားတယ်မင်းဘာရွေးမလဲအကြည့်တော့โอเคဂျပန်ဆက်ကပိုကောင်းတယ်ပိုခိုင်မာမယ်ဆိုတာသိတယ်ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာအဲ့လိုတတိကွကွလေးနဲ့အတန်ထွက်တဲ့ဟာကိုကျွန်တော်မရည်ရွယ်ပါဘူးကျွန်တော်ရည်ရွယ်ချက်ကကောင်းပါတယ်ခါလောက်ရှိတဲ့စက်ကြီးနဲ့အိမ်ရှိမှတင်ထားမယ်ပတ်ဝန်းကျင်ကိုဒုက္ခပေးမယ်လူတိုင်းငါ့ကိုကြည့်အောင်ဟာဒါတော်ပြီအဲ့တော့ကျွန်တော်တရုတ်ဆက်ကိုပဲရွေးပါတရုတ်ဆက်ကလည်းသူဖွင့်ပြတယ်ဖွင့်လိုက်တော့ဒုံဒုံတိုင်းနဲ့မီးတွေလည်းအများကြီးလင်းနေတယ်ခလုတ်ကိုနှိပ်လိုက်တယ်ဒုံဆိုလုံးဝဝါကာတွေကြားနေရပြီးတော့ stock ခလုတ်ကိုနှိပ်တဲ့အချိန်မှာပလေးခလုတ်ကခုန်ထွက်ဒုံခုန်ထွက်လာအဲ့ကောင်6ဖမ်းတယ်ရောင်းတဲ့လူဖမ်းပြီးတော့ပြန်တက်ထည့်လိုက်တောက်ဟာမင်းအဲ့ဒါဘာဖြစ်တာဆရာဒီဆက်ကတော့ဒီလိုပဲဘာမှမပူနဲ့အတန်တွက်ကကောင်းတယ်အဲ့နဲ့ကျွန်တော် okay ကျွန်တော်လည်းကြွားကျင်တဲ့ကောင်ဆိုတော့အဲ့ဆက်ပဲဝယ်တော့မယ်ဆိုတော့အဲ့ဆက်ပဲဝယ်တော့တကယ်ကြည့်တဲ့အခါကျတော့သူ့စီမှာဘာတစ်စိမ့်မှမပါဘူးအဲ့ကက်ဆက်မှာဘာတစ်စိမ့်မှမပါဘူးအဲ့နဲ့ကျွန်တော်ဟာမင်းအဲ့ဒီဆက်ကြီးဝယ်ပြီးတော့2000ချင်းတူတူကဟိုဟာဆုံနေရမယ်ဟိုကဆန်ညိုရောက်အဲ့ဒါမျိုးရောက်မင်းဟာဘာတစ်စိမ့်မှလည်းမပါဘူးအဲ့ဒါဘာဖြစ်တာလဲဆရာလွယ်လေးဆရာဘာတစ်စိမ့်လို့ခြင်းလဲပြောဟမ်ဘာတစ်စိမ့်ဘိုင်အိုနီယာကျွန်တော်မှရှိတယ်ဆရာကျွန်တော်ကတ်ပေးလိုက်မယ်အဲ့ဆက်ကဘိုင်အိုနီယာဖြစ်သွားဆမ်ဆောင်းလို့ခြင်းလားဟာရတယ်လေဆရာဆမ်ဆောင်းကျွန်တော်မှတစ်စိမ့်ရှိဟောမှဒီဟောရလေးကတ်လိုက်လို့ခြင်းအဲ့ဆက်ဆက်ကဆမ်ဆောင်းကျွန်တော်တို့မြန်မာလူမျိုးများတရုတ်ဆက်လို့ပါဘာတစ်စိမ့်ကတ်โอเคပါအရင်တော့လူလူပရိသတ်ကြီးရှင်ဆိုတဲ့လူဘယ်ရောက်သွားလဲအခုဘယ်တစ်စိမ့်ကိုပြောင်းကတ်လိုက်လဲအရင်တော့ဘောလုံးပွဲတွေဘောလုံးဂျာနယ်ဆိုတာနံပါတ်1ပဲအခုအချိန်မှာဘောလုံးဂျာနယ်ကိုတယောက်မှမဖတ်တော့ပြီးတော့သတင်းဂျာနယ်ပြန်ဖတ်ကြသတင်းမှာမဖတ်ရလို့ရှိရင်ငါတို့တော့ခက်နှုတ်ကြကြီးရဲ့သတင်းဂျာနယ်တွေပြောင်းဖတ်ကြအခုသတင်းဂျာနယ်ဖတ်တဲ့လူတွေဘယ်ရောက်သွားလဲအခုနိုင်ငံရေးပါတယ်လူတိုင်းတစ်နိုင်ငံလုံးနိုင်ငံရေးပါတယ်အားလုံးကနိုင်ငံရေးဂျာနယ်မှာမဖတ်လို့ရှိရင်ဘာဖြစ်မလဲကျွန်တော်မသိပါဘူးကျွန်တော်တို့ဒီမှာအလုံးပေါင်းများများစွာပေါ်ဘူးတယ်အရင်တော့နှလုံးသုံးလုံးတစ်နိုင်ငံလုံးကစားတယ်နောက်ပြောတော့မဟုတ်တနင်္ဂနွေအခုဒီမှာရှိနေတဲ့လူအရွယ်ရောက်ပြီးသားလူမှန်သမျှကျွန်တော်တို့အရွယ်မှန်သမျှနှလုံးသုံးလုံးအားလုံးကစားတယ်ပြီးတော့တလုံးဘောလုံးဘက်ကိုလှည့်သွားတယ်တနိုင်ငံလုံးလှည့်သွားတယ်တယောက်တည်းလှည့်သွားတာမဟုတ်တော့တယောက်တည်းလှည့်သွားတာမဟုတ်ပြီးတော့ ਨੇ တနိုင်ငံလုံးဘီလီယံထိုးကြနေမြေအစုံမှာနေရအစုံမှာဘီလီယံခုံနေဖြစ်ကုန်ပြီးတော့ ਨੇ ခောက်တီကောက်ဆက်တစုံ350 60 300 600ဘယ်သူမှမဝင်နိုင်ဘူးဒါပေမဲ့ရက်ကွက်လမ်းဘေးကအစကိုဖာသာကိုလှုပ်တဲ့တစ်သားခောက်တယ်နဲ့ခောက်ရိုက်တယ်အားကြောင့်ကျွန်တော်ပြောတာဗမာလူမျိုးများတရုတ်ဆက်နဲ့တူတယ်ဘာတစ်စိတ်ကကအကုန်အယောင်ပြောင်းအခု
အကုန်အယောင်ပြောင်းကုန်ကြပြန်အရင်တော့ရှိနေတဲ့ဟာတွေမှန်သမျှအခုလည်းအကုန်အယောင်ပြောင်းပါကျွန်တော်ငယ်ငယ်တော့ဆိုလို့ရှိရင်ဒါလေ तू ကဟိုခေတ်ဆက်ဆက်သင်ကြားလာတဲ့သင်ခန်းစာတွေကိုကျွန်တော်တို့ကကြည်လာရတာ။အဲ့တော့ကျွန်တော်တို့ကမပြောင်းချင်လည်းပြောင်း။ဒါကိုခွင့်ပေးလို့ရှိရင်ဒါကိုပဲစုပြုံလို့နှလုံးသားခင်မှာနှလုံးသားကိုခွင့်ပေးတယ်ဆိုတနိုင်ငံလုံးအမလီရေးတော်မဖမ်းဘူး။ပျော်စရာကောင်းလိုက်တာ။ဒိုင်းရောထိုးသားတွေရောပျော်လိုက်တာ။ဖမ်းပြီဆိုရင်မရှိတော့ဘူး။နောက်တစ်ခုပြန်သွားတယ်။ကျွန်တော်တို့ကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ငယ်ငယ်တော့ကင်းပြည်နယ်မှာကျွန်တော်တို့နေစဉ်တော့ကျွန်တော်တို့ကြီးပြင်းတဲ့ပုံစံတူတယ်လူတိုင်းကကရင်လူမျိုးတွေကများသောအားဖြင့်သူတို့ကခလေးကိုမကြည့်နိုင်တဲ့အခါကျတော့ကျင်းတဲ့ကိုချပေးတယ်မွေးလာတာနဲ့ဒီခလေးကိုသူရရှိမကြည့်နိုင်တဲ့အတွက်ကျင်းတစ်ခုတူးလိုက်တယ်နှစ်ပေလေးပေပေါ့အမြင့်လေးကနှစ်ပေလောက်ရှိတယ်အကျယ်က၄ပေလောက်ရှိတယ်အဲ့ကျင်းတဲ့ကိုချပေးလိုက်အဲ့ကလေးကဘာမှမိဘကဘာမှလှည့်ကြည့်စရာမလိုမိဘကထမင်းချက်ချင်းချက်ဟိုကောက်ဆိုင်ချိန်ကြရင်စိုက်စဘာထောင်းချိန်ကြရင်ထောင်းဒီကလေးကိုလှည့်ကြည့်စရာမလိုအဲ့ကလေးကအဲ့နှစ်ပေ၄ပေကျင်းတဲ့ကဘယ်တော့မှမထွက်ဘူးစိတ်ချရတယ်ဒီကျင်းထဲမှာပဲဒီကလေးရှိနေတယ်အဲ့ကလေးကလည်းသိစိတ်ချရတယ်ကျင်းထဲမှာရှိတဲ့ဟာမှန်သမျှအကုန်ကောက်စားပြီးအသက်ရှင်မသိဘူးပြီးအဲ့ကျင်းထဲမှာ၄ဘက်ထောက်တယ်အဲ့ကျင်းထဲမှာပဲထားထိုင်တယ်ပြီးရင်အရွယ်ရောက်လာတဲ့အခါမှာသူအဲ့ကျင်းတဲ့ရံကိုကုတ်တက်တယ်ပြီးတော့သူကလောကကြီးကိုကြည့်တယ်ဆိုတော့ကျွန်တော်တို့အားလုံးကကျင်းတဲ့အခြားခန္ဓာဒီထဲမှာပဲ၄ဘက်ထောက်ဒီထဲမှာပဲမှောက်နေပါဘယ်တော့မှကျင်းပြေကိုတက်မကြည့်ပါကျင်းမြေတက်ကြည့်လို့ရှိရင်မင်းအတွက်အန္တရာယ်အများကြီးရှိရဆိုတာမျိုးထားရတာပါဒါမဲ့အရွယ်ရောက်လာတဲ့2နှစ်3နှစ်သားခလေးကိုယ်တိုင်ကဒီကျင်းနိုင်ရန်ကိုကုတ်တက်ပြီးကြည့်ပါသူထိုင်တယ်ဒီကျင်းထဲမှာရှိတဲ့ဟာသူ့အမေပကံချက်ချတာပြီးအဲ့ပကံရဲ့ဟာစားတယ်စားကြရမရှိအဲ့ဒီမြေကြီးစားတယ်သူ့ဘာသာသူစားကြမရှိဒိုင်းထားထိုင်တယ်သူ့ဘာသာသူတင်တာလေပြီးတာနဲ့ကျင်းနိုင်ရန်ကိုကုတ်တက်တယ်ကုတ်တက်ပြီးတော့သူမတ်တက်စမ်းတယ်နှစ်ပေပဲရှိတယ်သူ့ခေါင်းကိုလွတ်နေတဲ့ကျင်းလေးထဲမှာသူအပြင်းကိုရှောက်ကြည့်တယ်သူမတ်တက်စမ်းမှအဲ့တော့မှသူကြည့်ပြီးတော့ဟောအပြင်လောကမှာဓာရီရှိပါလားဒီလိုတွေဖြစ်နေပါပြီဓာရီလည်းရှိနေပါဆိုတဲ့အချိန်ကြာမှာသူကကျင်းပေါ်ကုတ်တက်တယ်ကုတ်တက်ပြီးတော့မှအပြင်လောကရောက်တဲ့အချိန်မှာသူခဏဆန်းရတဲ့မတ်တက်နဲ့သူလမ်းလျှောက်တက်ပါပြီနေရာတိုင်းကိုသူသွားတက်ပါပြီအဲ့တော့သူ့မှာအခွင့်အရေးတစ်ခုရှိတယ်နေရာစုံသွားဖို့အခွင့်အရေးတစ်ခုရှိပါအဲ့တော့သူကအဲ့ဒီချင်းနေရာကနေတက်ပြီးတော့အမေမလို့ပါဘူးအဖေမလို့ပါဘူးသူသွားချင်တာသွားလို့ရပါတယ်တခါတလေမှလည်းအန်ရနဲ့ကျုံပါတယ်တခါတလေမှလည်းအောင်မြင်မှုနဲ့ကျုံပါတယ်အောင်မြင်မှုတဲ့ကျုံတဲ့အချိန်မှာပြောကြပါတယ်ပြောပါတယ်အဲ့ကလေးကပြောပါတယ်အန်ရနဲ့ကျုံတဲ့အချိန်မှာလည်းငိုပါတယ်ဆိုတော့ကျွန်တော်အဖေကဝန်ထမ်းပါတသက်လုံးဝန်ထမ်းလုပ်ခဲ့ပါတယ်သူ့အဲ့ဒီတိုင်းပဲကျင်းနဲ့ခြားတာပါသူအဲ့ကျင်းထဲမှာပဲပြောပါတယ်သူဘယ်တော့မှကျင်းနိုင်ရန်ကိုကြော်ပြီးတော့မကြည့်ခဲ့ဘူးပါပြီးတော့သူအဲ့ကျင်းနိုင်ရန်ကုတ်တက်ပြီးတော့တခြားနေရာကိုသွားဖို့ဘယ်တော့မှမစဉ်းစားခဲ့ဘူးပါဆိုတော့ဒီထဲမှာစိုက်ကနေတဲ့လူလည်းပါမယ်စိုက်ကနေတဲ့လူကသူ့မိသားစုအရေးနဲ့ကျင်းနဲ့ချရတယ်လို့ပါဒီဆိုင်ကမှမနေရဒီဆိုင်ကမှရဲဖန်ဒီဆိုင်ကနဲ့မှအသက်မရှင်ရရင်ငါဘာမှလှုပ်ရှားမရှိဘူးလို့ထင်ပါဥမာဆိုပါတော့ကားသမားတယောက်ကကားမောင်းမှုပဲသူစိတ်ထဲမှာရှိပါဒီကားပဲမောင်းမယ်ဒီကားမှမမောင်းရရင်ဒီကားသာတစ်ခုခုဖြစ်သွားရင်ငါမိသားစုထမင်းအိုကွဲရကြီးရဒီလိုပဲတွေးပါတယ်ဝန်ထမ်းတယောက်ကလည်း
ကျွန်တော်အဖေလိုဝန်ထမ်းတယောက်ကလည်းသူရိုးရိုးပဲတွေ့ပါတယ်ငါဝန်ထမ်းပဲဒီချင်းလေးတဲ့မှာပဲငါပြောဒီကနေပြီးတော့ငါဘယ်တော့မှထွက်လို့မရငါဒီကထွက်တော်လို့ရှိရင်ငါဘာလို့စားမလဲဘာမှလှုပ်ရှားလို့မရဘူးလို့သူ့ကိုယ်သူထင်ပါတယ်အမှန်တော့ကျွန်တော်ပြောသလိုပါပဲကျင်းပေါ်ကြုံမကြည့်ခဲ့ဘူးကျင်းနှခမ်းကိုတွေ့မတက်ခဲ့ဘူးပြီးတော့ကဘာလောကကိုလမ်းမလျှောက်ခဲ့ဘူးအဲ့တော့ကျွန်တော်အဖေကတက်တန်ကုန်တဲ့အထိဝန်ထမ်းပဲလုပ်သွားတယ်သူဘယ်တော့မှဘာကူမှမမြင်ခဲ့ဘူးပါအဲ့တော့ကျွန်တော်ဒီမှာလာနားထောင်နေတဲ့ပရိသတ်တွေလည်းကျောင်းသားတွေလည်းပါရင်ပါမယ်ဝန်ထမ်းတွေလည်းပါမယ်နောက်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေလည်းပါမယ်မယုံကြည်ပါကိုခြေရခွက်လေးမှာပဲပြောစရာကောင်းတာမဟုတ်ပါဘူးကိုချပြီးတော့ကျင်းလေးတစ်ခုပါပဲကျွန်တော်တို့ဘယ်နေရာနဲ့မဆိုပြောလို့ရပါတယ်ကျွန်တော်တို့ကိုချပြီးတော့ကျင်းလေးတစ်ခုပါအဲ့ကျင်းကနေပြီးတော့ကြော်ကြည့်ပါပြီးရင်တက်ကြည့်ပါပြီးရင်လမ်းလျှောက်ကြည့်ပါအဲ့ထက်ပူကျဲပြန့်တဲ့နေရာတွေအများကြီးရှိပါတယ်ကျွန်တော်တို့အားလုံးလည်းအခုလွတ်လပ်ပွင့်လင်းတဲ့အချိန်ဖြစ်ပါပြီအဲ့တော့အားလုံးကဒီကျင်းလေးကနေကိုယ့်ကိုချတာပြီးတဲ့ကျင်းလေးကနေပြီးတော့အားလုံးကိုကြော်ကြည့်စေချင်ပါတယ်ဇာတိကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်တကယ်လို့ပြောမှဆိုမှရှိရင်လည်းကျွန်တော်နည်းနည်းတော့ခွင့်လွှတ်ပေးပါဘယ်ရမဆိုဘုနာတော်လို့ပေါ့ကျင်းနဲ့ချတာတဲ့နေရာမှာပဲပြုံမွေ့နေမှာဆိုရင်ကျွန်တော်တို့ဘဝဘလို့မှတာယာနိုင်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်မှကျွန်တော်ကြိုးစားလို့ရတဲ့ကားတစ်စီးရှိပါတယ်အဲ့ကလူလန်းလျှောက်တာတက်တော့ညံပါတယ်ဖြစ်ဖြစ်ပဲသွားနိုင်မှာဒါပေမဲ့လူလန်းလျှောက်တာထက်သူများလန်းလျှောက်တာထက်ညံအောင်သွားနိုင်တဲ့ကားတစ်စီးပဲလေကျွန်တော်အဲ့ကနဲ့ဘယ်နေရာမှဆိုသွားလို့ရတာဒါပေမဲ့ကျွန်တော်တို့လမ်းထိပ်မှာဘာဖြစ်နေလဲဆိုတော့တလန်းမောင်လန်းရှိတလန်းမောင်လန်းဆိုတဲ့လူတိုင်းသိပါလိမ့်မယ်ဒီနေရာမဝင်ရဘူးဟိုဘက်ကနေပြန်ပက်ပြီးတော့ထွက်ကျွန်တော်လမ်းကဒီတလန်းမောင်လန်းပဲကျွန်တော်အိမ်ဝင်ဖို့အတွက်တလန်းမောင်လန်းပဲပြီးတာကျွန်တော်သွားကျင်ဟိုဘက်ကနေပတ်တော်လို့မရဒီလမ်းကိုပဲစောက်ဥမာခုနကျွန်တော်ပြောတဲ့အတိုင်းပါပဲကျွန်တော်မှတာမန်လမ်းလျှောက်တာထက်ပူမြန်တဲ့လမ်းတစ်ခုရှိတယ်ရင်တစ်ခုရှိတယ်ကျွန်တော်ရင်လောက်တော့ကျွန်တော်မြန်သွားချင်တယ်ဒါပေမဲ့တလန်းမောင်းလန်းဆိုတဲ့ထုံးစံအတိုင်းပါပဲကျွန်တော်အရှိမတစ်ခုခုပိတ်နေကျွန်တော်ဘယ်မှမရောက်ပါဘူးဆိုကြပါတော့ကျွန်တော်အရှိမမိသွေးကားကြီးတစ်ခါလေပိတ်နေတာကြုံရတယ်အဲ့မိသွေးကားကြီးကိုကျွန်တော်ဘလို့မှကြော်လို့မရပါဘူးသူ့အနောက်ကတော့လိုက်ရဆိုတော့ကျွန်တော်ကအဲ့မိသွေးကားထက်ပိုမြန်မောင်းနိုင်လို့ရှင်တော့ကြော်သွားလို့မရပါဘူးတခါလေကျရင်ရေတန့်တွန်းနဲ့ရေလှဲလေးကျွန်တော်ကြုံရတယ်အဲ့အနောက်ကပဲကျွန်တော်လိုက်ရသူ့ဘာသာသူဖြည်းဖြည်းလေးတွန်းပြီးရေကဟိုအိမ်မှာချဒီအိမ်မှာချကျွန်တော်ဘာမှမတတ်နိုင်ပါဘူးသူ့အနောက်ကပဲကျွန်တော်လိုက်ရပါကျွန်တော်ဆိုလိုတာကတော့တလန်းမောင်းလန်းဖြစ်လို့ရှိရင်ဥဆောင်သူကကောင်းရတယ်ဥဆောင်သူကမြန်သွားရင်ကျွန်တော်တို့ကအနောက်ကနေမြန်လိုက်လို့ရတယ်သူကပိတ်နေလို့ရှိရင်ကျွန်တော်တို့ရှေ့ဆက်လို့ဘလို့မှမဖြစ်နိုင်တခါလဲအဲ့လမ်းမောင်းလမ်းမှာပါပဲဆိုတော့လူကြီးနှစ်ယောက်ကအဖိုးကြီးနှစ်ယောက်ကနားလည်းမကြောက်သူတို့ကလမ်းကလေးကိုလည်းဖြည်းဖြည်းလေးရှောင်နေတယ်ကျွန်တော်မှသူ့ထက်မြန်တဲ့ကားရှိတယ်ဒါပေမဲ့ကျွန်တော်သူတို့ကြော်လို့မရပါဘူးသူတို့အနောက်ကပဲကျွန်တော်ဖြည်းဖြည်းလေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်ရဲ့အချိန်တွေကျွန်တော်ရဲ့စိတ်ကူးတွေအားလုံးဆုံးရှုံးပါတယ်အမှန်တကယ်ဆိုလို့ရှိရင်တလန်းမောင်လန်းဖြစ်နေအရှိရလို့ကတော့မြန်တော့သွားတင်တယ်အဲ့တော့မှကျွန်တော်တို့ကနောက်လိုက်ပါပဲဥဆောင်ဖို့ခုနကိုညီမညို့လို့ပေါ့ကျွန်တော်သမရဖြစ်ရင်ဆိုတဲ့စိတ်ကူးမရှိပါဘူးသူသမရဖြစ်ရင်ကျွန်တော်နောက်ကလိုက်
သူမြင်မြန်သွားရင်တော့ကျွန်တော်အနောက်ကမြင်မယ်သူကမသွားဘဲနဲ့အရှိကပိတ်ရနေဒီလမ်းမကောင်းကွာဒီလမ်းမကောင်းကွာသူလည်းမပြင်ပေးဘူးကျွန်တော်လည်းဘယ်မှသွားစရာမရှိဘူးဆိုတော့ကျွန်တော်စီမှာခုနကပြောသလိုတခါလေကြားလို့ရှိရင်လူတွေကိုကျွန်တော်အံ့ဩပါတယ်ဗမာဆိုတဲ့အမျိုးကသိအံ့ဩဖို့ကောင်းတယ်တအားအံ့ဩဖို့ကောင်းတယ်ခုနကကျွန်တော်ပြောတဲ့တရုတ်ဇက်လိုပါပဲအယောင်ပြောင်းလဲသိမြတ်ပါတယ်ကျွန်တော်ဒီမှာကားတစ်စီးရှိတယ်ကျွန်တော်အရှိကနေပြီးတော့ကားမောင်းတယ်လိုင်းကနှစ်စီးကပြိုင်သွားတယ်အပြိုင်မဲ့သွားနေကြတယ်သူတို့ပြိုင်သွားတာကျွန်တော်နဲ့မဆိုင်ပါဘူးကျွန်တော်လမ်းကိုကျွန်တော်သွားတယ်ကျွန်တော်ဖာသာကျွန်တော်ဖြည်းဖြည်းလေးသွားတယ်တနည်းအားကြတော့အဲ့ဒီကားတစ်စီးကအပြိုင်သွားတဲ့အရှိကားပိတ်ရက်ပါတယ်ဒုတိယကျွန်တော်ဖြစ်နေတယ်ကျွန်တော်ကားကောင်းကသူ့ဘက်ကိုကြော်မလို့ခေါင်းတည်တာတဲ့အနောက်ကားတစ်စီးကလည်းသူ့အတိုင်းပဲသူတို့ပြိုင်နေတဲ့ကားနှစ်စီးမို့လို့အနောက်ကနေလာထိုးရက်တော့ကျွန်တော်အရှိလည်းသွားလို့မရအောင်အနောက်လည်းဆိုးလို့မရအောင်အဲ့ဒီမှာအနောက်ကကားသမားကျွန်တော်ပြောတယ်ဆရာကြီးတစ်စီးလောက်ဆိုတော့ तू ကကျွန်တော်သာထွက်လိုက်လို့ရှိရင် तू နဲ့ကျွန်တော်နဲ့ကားချင်းတိုက်မှာဆိုတော့ तू ကကျွန်တော်မထွက်အောင်ပြောတာဆရာကြီးတစ်စီးလောက်ဆိုကျွန်တော်ကြော်ပြရစီဆိုတဲ့အတိတ်ပဲပေါ့ဒါပေမဲ့ तू ပြောတဲ့မျက်နှာမှာအဲ့စပယ်ယာမျက်နှာမှာအတနာခန္ဓာလည်းမဟုတ်ပါဘူးအခွင့်ဥစ္စာပေါ့အတနာခန္ဓာလည်းမဟုတ်ပါဘူးအမိတ်ပေးတာလည်းမဟုတ်ဘူးဆရာကျွန်တော်သွားမယ်နော်ဆိုတဲ့အမိတ်ပေးတာလည်းမဟုတ်အတနာခန္ဓာလည်းမဟုတ်ကျွန်တော်အနေနဲ့လည်းကျွန်တော်စဉ်းစားတယ်ဒီလူကိုကျွန်တော်ကားတစ်စီးနေရာပေးလိုက်လို့ကျွန်တော်ဘာဖြစ်မှာဘာမှမဖြစ်ပါဘူးကျွန်တော်ခကြီးကကျွန်တော်အေးဆေးပါသူ့ပြီးပြီးတော့ကြော်လိုက်ပါတယ်သူကကြော်သွားပါရှေ့ကားနဲ့သူကြော်တာနဲ့ရှေ့ကားကလည်းသူ့လိုပဲပြန်ထွက်ပါတယ်ကားနှစ်စီးပြန်ပြိုင်ကြတယ်သူတို့ဘာသာသူတို့ပြိုင်တယ်မှတ်တိုင်မှာပြန်ရက်ကြတယ်ပြီးရင်ဒစီကထွက်တယ်ဒစီကအနောက်ကလိုက်ထွက်တယ်ကျွန်တော်လည်းမဆိုင်ပါဘူးကျွန်တော်ကားကိုကျွန်တော်အေးဆေးမောင်းတာတနေ့ကကျတော့အဲ့လိုပဲပြန်ဆုံးပါတယ်ရှေ့ကအဲ့လိုပဲပိတ်ရက်တယ်ကျွန်တော်အနောက်ကအဲ့ဒီကားကလည်းဒီတိုင်းပါအဲ့မှာအဲ့ဒီစပယ်ယာပါပဲခုနကစပယ်ယာပါပဲကျွန်တော်ပြောတယ်ဆရာကြီးတစ်စီးလောက်သူရဲ့အတ္တမှာခုနတော့အတိုင်းပါပဲအမိတ်ပေးတာလည်းမဟုတ်ပါဘူးအတနာခန္ဓာလည်းမဟုတ်ပါဘူးသူ့အခွင့်အရေးတစ်ခုပေးပါဆိုတဲ့အတန်မျိုးပါကျွန်တော်ကသူ့အခွင့်အရေးပေးပါသွားဆိုတော့အဲ့ကားလည်းဒီတိုင်းပဲကျွန်တော်ဘာမှလည်းနှုတ်မဆက်ဘူးဘာမှလည်းလက်မပြောက်ဒီတိုင်းပဲသွားပါကြော်သွားပါပြန်ပြီးတော့ကြော်သွားတယ်ပြီးတော့သူတို့ကားနှစ်စီးပြန်ပြိုင်နေတယ်မှတ်တိုင်၄-၅တိုင်အဲ့ဒီအတိုင်းကြုံရပါဘာကြောင့်လဲဆိုတော့ကျွန်တော်အရှင်နဲ့ကျွန်တော်သွားတယ်သူတို့အလောတကြီးတက်တော့ရိုက်သွားတယ်ပြီးရင်လူရတဲ့နေရာမှာကြောက်ချရက်ပြီးတော့ဒီအတိုင်းပြန်လုပ်တဲ့အတွက်ကျွန်တော်နဲ့၄-၅ချိန်ကြုံပါတယ်အဲ့ဒီမှာနောက်တစ်ချိန်ကြာတော့မှကျွန်တော်ကအဲ့နောက်တစ်ချိန်ကြာတော့မှဘာဖြစ်လဲဆိုတော့ကျွန်တော်ကအဲ့ကားနှစ်စီးလုံးရဲ့အနောက်မှာဖြစ်နေပါတယ်အရှိကကားတစ်စီးကပိတ်ရက်နေတယ်အနောက်ကားတစ်စီးကကျွန်တော်အတိုင်းပဲကြော်မလို့လုံနေတယ်ကျွန်တော်ကအနောက်ဆုံးမှာဖြစ်နေတယ်အဲ့မှာကျွန်တော်သူတို့အခွင့်အရေးခုနကကျွန်တော်အချင်းကြီးအခွင့်အရေးတောင်းခဲ့တဲ့စပယ်ယာကိုပဲကျွန်တော်တစ်ချိန်နဲ့တော့အခွင့်အရေးတောင်းပါတယ်အကိုကြီးတစ်စီးလောက်ဆိုတော့အဲ့စပယ်ယာကျွန်တော်ကိုလုံးဝလှည့်မကြည့်ပါဘူးရမယ်ဘယ်သူလိုက်မလဲလိုက်ချင်တက်ကားချောင်းတယ်ကျွန်တော်လှည့်မကြည့်တော့ပါဘူးစဉ်းစားကြည့်ပါကျွန်တော်ဒီလမ်းလေးတစ်ခုမှာတော့သူ့အချင်းကြီးအခွင့်အရေးပေးခဲ့တယ်ကျွန်တော်ရတဲ့အခွင့်အရေးမှန်သမျှသူ့ကြော်သွားပါသွားပါအခွင့်အရေးပေးခဲ့တယ်သူအခွင့်အရေးတစ်ချိန်မှရအဲ့ဒါသူကျွန်တော်ခွင့်မပေးဘူးသူမသိချင်အောင်ဆောင်းတယ်ဆိုကြပါတော့ကျွန်တော်ကဒီတိုင်းပြောနေလို့ရှိရင်ဘာမှသူဆက်မှမဟုတ်ပါဘူးအဲ့ဒီစပယ်ယာလိုလူမျိုးသားနိုင်ငံတော်မှာ
လူကြီးတနေရာရလို့ရတော့ဘသူ့မှခွင့်ပေးမှာမဟုတ်ပါဘူးနေရာလဲဖယ်ပေးမှာမဟုတ်ပါဘူးလောကမှာကျွန်တော်နားလည်လာတဲ့လူ2မျိုးပဲရှိပါတယ်လူကောင်းနဲ့လူဆိုးပါလူကောင်းဆိုတာအရာရောက်ညှို့လင်းထားတယ်ကိုယ်စိတ်ထဲမှာညှို့လင်းချက်တွေအများကြီးရှိနေတဲ့လူကောင်းမျိုးပါပဲလူဆိုးတစ်မျိုးခုနတော့လို့ပေါ့အခွင့်အရေးရရင်ယူမယ်ပြီးရင်သူများကိုအခွင့်အရေးပြန်မပေးဘူးဆိုတဲ့လူဆိုးမျိုးပါပဲဆိုကြပါတော့လူကောင်းဆိုတာကိုယ့်ဘာသာကိုကောင်းတယ်ကိုယ့်တယောက်တည်းအတွက်ကောင်းတယ်ကိုယ့်ပတ်ဝန်းကျင်အတွက်ကောင်းတယ်ကိုယ့်မိသားစုအတွက်ကောင်းတယ်လူကောင်းပါတယ်အမျိုးမျိုးရှိပါတယ်ကိုယ်နိုင်ငံတော်အတွက်ကောင်းတဲ့လူကောင်းပါလူဆိုးဆိုတာရှင်းပါအဲ့တိုင်းပါပဲလူဆိုးမှလည်းအမျိုးမျိုးရှိပါတယ်ကိုဆိုးတယ်ကိုမိသားစုကိုဆိုးတယ်ကိုပတ်ဝန်းကျင်ကိုဆိုးတယ်ကိုနိုင်ငံကိုဆိုးနေတဲ့လူဆိုးပါလူ2မျိုးပဲရှိပါတယ်အခုဒီမှာလာနားထောင်နေတဲ့ပြည်သားကျွန်တော်တို့လည်းအချိန်သိမရဆရာကျွန်တော်တို့လည်းလာတဲ့အချိန်တအားနောက်ကြတဲ့အတွက်ကျွန်တော်အနေနဲ့လည်းအများကြီးမပြောချင်ပါဘူးကိုကောင်းတဲ့လူကောင်းကိုမိသားစုကိုကောင်းတဲ့လူကောင်းကိုပတ်ဝန်းကျင်ကောင်းတဲ့လူကောင်းကိုနိုင်ငံကိုကောင်းတဲ့လူကောင်းလေးတွေဖြစ်ပါစေကိုဆိုးတဲ့လူဆိုကိုပတ်ဝန်းကျင်ကိုဆိုးတဲ့လူဆိုကိုမိသားစုကိုဆိုးတဲ့လူဆိုကိုနိုင်ငံတော့ဆိုးတဲ့လူဆိုတွေမဖြစ်ပါစေနဲ့လောကမှာအရာ4မျိုးပဲရှိပါတယ်အေးမြဆိုတာမေတ္တာပါပဲမေတ္တာသည်အေးယာခသည်အပူရဲ့အမြင့်သည်မာနအရှိသည်တန်တရားဘယ်လောက်ရှိလဲကျွန်တော်တို့မသိပါဘူးမေတ္တာတရားအေးမြတယ်ဆိုတာလူတိုင်းသိပါတယ်ယာခပူလောင်းတဲ့လိုချင်တာလိုတာထက်ကိုပူပိုင်ဆိုင်ခြင်းရတယ်ဆိုတာလူတိုင်းသိပါတယ်အသက်ကပင်စင်ယူပြီးအလုတ်ကပင်စင်မယူသေးဘူးဘာလို့လဲဆိုတော့ပိုင်ဆိုင်စရာအများကြီးကြံသေးတယ်အဲ့တော့ငါပင်စင်မယူနိုင်သေးဘူးအဲ့လူမျိုးတွေလည်းအများကြီးရှိပါအမြင့်သည်မာနဘလောက်မာနထက်ပိုမြင့်သွားရင်ဘဝင်ဖြစ်သွားပါတယ်ဘဝင်မြင့်သွားတယ်ဆိုတာကတော့လူတိုင်းသိပါတယ်အရှိသည်တန်တရားဘလောက်ရှိလဲကျွန်တော်တို့မသိပါဘူးတန်တရားခီးဘလောက်ကျွန်တော်တို့ခီးရှောက်ပြီးလည်းမသိပါဘူးရှေးဘဝကျွန်တော်တို့ကုသိုလ်ဘာလို့ခက်လဲမသိဘူးနောက်ဘဝမှာကျွန်တော်တို့ဒီတန်တရားခီးဘလောက်ရှောက်အောင်လဲမသိဘူးဒါပေမဲ့ကျွန်တော်တို့သိတာကတော့ဒီနေ့မှာကျွန်တော်တို့ရှောက်နေတာတန်တရားခီးပါဘူးတနေ့ကြော်ဝါအသက်တရက်ကြီးသွားတာနဲ့ကျွန်တော်တို့တန်တရားခီးကိုတရက်ရှောက်ပြီးသားဖြစ်သွားတန်တရားခီးနည်းနည်းလေးတူသွားပါတယ်အဲ့တော့နေ့စဉ်ရှောက်နေရတဲ့တန်တရားခီးမှာကျွန်တော်တို့ကဘာဖြစ်လို့ຢာကပိုင်ဆိုင်လုံမှုတွေနဲ့ဘာဖြစ်လို့ချီနှောင်နေကြမှာလဲကျွန်တော်တို့မေတ္တာတရားနဲ့ဘာလို့မနေနိုင်ကြမှာဘာဖြစ်လို့အမြင့်ဒီမာနဘာဖြစ်လို့ဘဝင်နေညင့်နေကြမှာလဲပိုင်ဆိုင်လုံမှုဆိုတာဘာမှမဟုတ်ပါဘူးကျွန်တော်တို့အလုံးမေတ္တာတရားနဲ့နေလို့ရှင်တော့ပို့ပြီးတော့ကောင်းတဲ့ဘဝကြီးဖြစ်မှာပါအဲ့တော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့အားလုံးကမေတ္တာတရားနဲ့နေတာတော့ပို့ပြီးတော့အေးချမ်းပါပါပိုင်ဆိုင်လုံမှုတွေအားလုံးတွေထားလိုက်ပါခုနတော့လို့ကျင်းလေးထဲမှာပဲရှင်တန်မနေပါနဲ့အပြင်ကိုထွက်ကြည့်ပါကျွန်တော်တို့မှာကြီးစရာအများကြီးရှိပါတယ်ကျွန်တော်တို့အခုပွင့်လင်းတဲ့ခစ်ဖြစ်တဲ့အတွက်အားလုံးချင်းအပြင်ဘက်ကိုထွက်ကြည့်ပါအဲ့ဒါကိုလေဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်မေတ္တာတရားနဲ့ကြည်ပေးကြပါကျွန်တော်တို့အားလုံးမေတ္တာတရားနဲ့ကြည်မှဆိုရင်အားလုံးအတွက်အေးချမ်းမှလို့ထင်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာတော့ဘယ်လောက်ပါလဲကျေးဇူးတင်ပါတယ်